Okay စမယ် randomly ဘယ်လိုရလောက်ပါ randomly တဲ့တစ်ခုထုတ်လိုက် ကိုကြီးရွေးလိုက်မှောက်ထားဆို ဒီတစ်ခု ဟုတ်ပြီအာ Okay ပြော ရမယ်အရင်ဆုံးဒီဘက်ကိုပြတဲ့မြင်ရ ဟွန်း မမြင်ရဘူးတမင် မြင်ရတယ် ဒါကိုကြီးအလုပ်ကောင်းကောင်းရသွားလို့ Okay တင်းတင်း appreciation ဖြစ်တယ် great okay Okay တော့ကြိုက်တဲ့တစ်ခုရေးလိုက်ဒီမှာဘာ အ လို့ လဲဟာလေးငိုချင်းနေပြီ ဒီလဲဟာလေငိုအောင်ဒီမှာဖွင့်တာလေ Okay ဒါကတော့ဒါကိုယ့်ကိုအမြဲတမ်းယုံကြည်ပေးတဲ့အတွက် appreciation ဖြစ်ပါတယ်ဒီမှာ ငိုချင်းနေပြီ Okay ဟုတ်တယ်ဟိုလေးလေ Okay နောက်တစ်ခုဒီက ဒီထိတ်ကလား Okay ရမယ် မြင်လိုက်တလား ညင်းလေဟေးဒါ 2025ကိုကြီးတို့ခက်ခဲခဲ့ပြီမဲ့ survive Okay survive ဖြစ်တဲ့အတွက် appreciate ဖြစ်တယ် Okay great Okay great ဒီနေ့ခုရတဲ့ခု အပေါ်ဟာပဲယူမယ် အဘောဟာ Okay စာသားလေးကနည်းနည်းတော့ရှိပါတယ် ဟာ အဲ့ကြည်ရ ဒါလေးရေးတာ ဒါကဒီနေ့ထဲမှာဒါကိုလိုလက်ထပ်ဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကိုကြီးကခက်ခဲနေတဲ့ကာလဖြစ်နေတဲ့အတွက်တော်တော်လေးစီစဉ်လိုက်ရတယ်လက်ထပ်ဖို့အတွက်ကိုဒီအိမ်ငားတာတွေကစားပါနော်အဲ့တော့ကိုစီစဉ်ပေးတဲ့ဟာတွေကအသေးအတွက်လုံလောက်နေတဲ့အတွက် appreciation ဖြစ်ပါတယ် Okay the last one Okay great ဟာရ အမြဲတမ်းချစ်ပေးနေလို့ No Okay ငိုချင်စရာတွေပဲ Okay ဆိုတော့နောက်ဆုံးတစ်ခုကဒီမှာဟုတ်နော်စာနေနေလေးရှိရယ် မမြင်ရဘူး အဲ့တော့ကြည့်အောင်အဲ့တော့ဒီပေါ့နော်ဒီဂျပန်မှာအင်ကိစ္စတွေအင်ငားတာအစရေဘူးမီဘူးကိစ္စတွေချိတ်တာတွေကအဆုံးပြီးတော့သွားလာတာကိစ္စတွေရောဘာမှလှည့်ကြည့်စရာမလိုအောင် manage လုပ်နိုင်ပြီးကိုချစ်သူအတွက် appreciation ဖြစ်ပါတယ် Okay 2025အတွက် ကဲအဲ့ဒါဒီမှာမပါပါမယ်ကို appreciation ဖြစ်တာတခုအကြီးဆုံးတခု ကို appreciation ဖြစ်တာဆိုလို့ဘယ်လိုပြောအောင်လဲဖြတ်ကျော်နိုင်ခဲ့တယ်ပေါ့နော်ဖြတ်ကျော်နိုင်ခဲ့တယ်ပြောအောင်ဒီ2025ဖြတ်ကျော်နိုင်ခဲ့တယ်ပေါ့ဘာလို့လဲဆိုတော့ဒီ December ကိုဒီနေ့ဒီညဆုံးသက်မှာအခြေအနေကောင်းတစ်ခုကိုbounce back ပြန်လုပ်နိုင်ခဲ့တယ်လို့ပဲပြောရမှာပေါ့နော်တော်တော်လေးခွေးပြသွားတဲ့ကာလရှိတာဟုတ်ဒီနေ့ထဲမှာတဲ့ဆိုရအဲ့လိုယူဖို့အစင်းလေးမဖြစ်သေးဘူးလို့ကြွားဖို့ထင်ပေမဲ့အဲ့လိုငိုချင်တကယ်လည်းယူလိုက်ပြီးတော့လေအစင်းကြီးအောင်လုပ်နိုင်ခဲ့လို့ကြွားဖို့တော့ appreciation ဖြစ်ပါတယ်ဒါတော့အကြီးဆုံးပေါ့နော်စားရည်ရှိရဆိုပဲ ဒါတော့ လောက big change ဂျာရူတို့ရတယ်ပေါ့နော် single ဘောကနေ married life ဖြစ်သွားတယ်ပေါ့ Okay ပါ ဒီနေ့တော့ appreciation ဖြစ်တဲ့ဟာအော်ကိုကြီးဟာလေးကအနောက်ရောက်နေ ဒါဖြစ် ရတယ် Yay